များနေမင်္ဂလာပါဗျမင်္ဂလာပါကိုစာနီမလေးအဖေဝန်သား6နဲ့ရေဒီယိုပရိသတ်တွေအားလုံးလည်းမင်္ဂလာပါတင်းလာနေညနေခင်းလေးကနေကြိုဆိုလိုက်ပါရနော်ကဲအဲ့တော့နေကိုဒီနေ့အစီအစဉ်လေးမှာဒါပြီးခဲ့တဲ့စနေနေ့ညကျင်းပခဲ့တဲ့အိမ်မက်ဆုံရာရာသက်ပံ season 2ရဲ့ဒါ winner ဆုရှင်ကိုဖိတ်ခေါ်ထားပါတယ်ဟလားဟုတ်ပါတယ်သူကတော့ဒါ David Line ပဲဖြစ်ပါတယ်နော်သူ့ကိုဖိတ်ခေါ်ထားပြီးတော့သူပြိုင်ပွဲအတွက်ဒါစူးစမ်းရှင်ပြိုင်ခဲ့ရတဲ့အတွေ့အကြုံတွေရပြီးတော့သူဆိုပြမဲ့ live performance တဲ့ချင်းတွေကိုရေဒီယိုပရိသတ်တွေကနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်အခုစီစဉ်နဲ့ဆက်ပြီးမလေးဖုန်းရေဒီယိုပရိသတ်များရှင်ခေါ်မြန်မာစံတော်ချင်းညနေ4:10နဲ့10မိနစ်ရှိလို့နေပါပြီရှင်ဟုတ်ကဲ့ကျွန်တော်တို့ခုမင်္ဂလာနေ့ကမှာတိုင်းထုတ်လွှင့်မှုအစီအစဉ်ကိုဖိတ်ခေါ်ထားတဲ့သူကတော့ပြီးခဲ့တဲ့စနေနေ့တော့ကျင်းပခဲ့ဒီအိမ်မက်ဆုံရာရာသက်ပံ season 2ရဲ့ဒါပူပူနွေ့နွေ့ winner ဆုရှင်ဖြစ်တဲ့ဒါ David Line ပဲဖြစ်ပါတယ်ခင်ဗျာနော် David Line မင်္ဂလာပါမင်္ဂလာပါခင်ဗျာကဲလေး congratulation ပါနော်ပရိသတ်အများကြီးအားပေးမှုနဲ့တူတာပထမဆုရရှိသွားတာပါလားနော်ဟုတ်ကဲ့ thank you ကဲတော့အရင်ဆုံးသိချင်တာကဒါ winner ဆုရသွားတာဆိုတော့ဒါဆုတွေလည်းအများကြီးရခဲ့ဆိုတော့ဘာလို့ဖို့စိတ်ကူးထားလဲဟုတ်ကဲ့ပြောမယ်ဆိုတော့ကျွန်တော်လည်းအကျွေးတွေတော်တော်ဆက်ရအောင်မယ်စားရပါဒီဆုတွေဆိုတာလည်းပြောမယ်ဆိုကျွန်တော်တို့ယုံကြည်သူတယောက်အနေနဲ့တော့ဆယ်ဖို့တဖို့တွေလည်းဖယ်ရတယ်ဟုတ်ကဲ့ပြီးရင်ကျွန်တော်မိဘမဲ့ကေဟာမှာလည်းကျွန်တော်တို့နီးနားမှာမိဘမဲ့ကေဟာရှိကျွန်တော်ငယ်ငယ်ကလေးအတူကြီးပြင်လာတကယ်ချင်းနေခဲ့နေရတယ်လည်းအများကြီးအဲ့နေရာတွေကိုကျွန်တော်တို့ကလို့ဖို့လည်းတော်တော်လေးစဉ်းစားထားပါတယ်ခင်ဗျဟုတ်ကဲ့တကယ်ကောင်းပါတယ်နော်ဒီလေးကဲတော့ဒီလေးဒါအိမ်မက်ဆုံရာ season 2ပြိုင်ပွဲကြီးကတော့ပြီးသွားပြီပေါ့အဲ့တော့ဒီ season 2ပြိုင်ပွဲကြီးကိုဝင်ဖို့ဒါဒီလေးစိတ်ကူးရခဲ့ပုံလေးအရင်ပြောပြပါနော်အရင် season တွေတော့ဒီပြိုင်မှုလားဟုတ်ကဲ့အရင် season တော့ကျွန်တော်မပြိုင်ဘူးပါဘူးခင်ဗျဟုတ်ကဲ့ဒါပေမဲ့လည်းအိမ်မက်ဆုံရာတက်ပတ်မတိုင်ခင်အိမ်မက်ဆုံရာတော့1 2တော့ကြီးဖြစ်ပါတယ်ပြီးရင်ကျွန်တော်ကျောင်းသွားတက်တော့ဒီနှစ်ပဲပြန်ရပြီးခဲ့နှစ်ကပါနော်ရဲရောက်ချင်းပဲဒီ form ကိုတင်ပြီးတော့ကျွန်တော်ပြန်ဖြစ်တာပါခင်ဗျဟောนี่တော့ဘယ်မှာကျောင်းသွားတက်တာညဟုတ်ကဲ့အိန္ဒိယမှာကျွန်တော်10တန်းပြရတယ်ဟိုဘက်မှာ17 12သွား join တာဟုတ်ကဲ့นี่လည်းဘာသွားတင်နေအဲ့မှာကြာထူးအဲ့မှာဘာမှမထူးဆန်းပါဘူးပြောမယ်ဆိုတော့သူတို့ဘက်ကတက်ကတူမတက်ခင်12တန်းပြရမယ်လေကျွန်တော်လည်းအဲ့မှာ17 20အရင်တက်ရတာပေါ့ပြီးမှတက်ကတူတက်ဖို့ကျွန်တော်လုပ်ထားတာဟုတ်ကဲ့ပါနော်ဒါဆိုရင် David Line အနေနဲ့အခုအိမ်မက်ဆောင်ရသက်ပံ season 2ကိုစပြီးတော့ပြိုင်တော့ရောဘယ်လိုစိတ်ထားမျိုးနဲ့ပြိုင်ခဲ့ရလဲဝင်နာဖြစ်ကိုဖြစ်ရမယ်ဆိုပြီးတော့ကိုယ်အနေနဲ့တွေးထားသိလားအဲ့မိကုံဖြစ်ရမှာတော့တော်တော်လေးခက်ပါတယ်ဟုတ်ကျွန်တော်လည်းဒီစပြိုင်တော့ကျွန်တော်ဖက်ကနေပြီးတော့ယုံကြည်မှုအဲ့လောက်ကြီးအပြေအဝမရှိပါဘူးကိုယ့်ရည်ချင်းလည်းကိုသိရလေအဲ့လောက်မကောင်းဘူးဆိုတာဝင်နာဖြစ်ကိုဖြစ်ရမယ်ဆိုတော့စိတ်တော့မဟုတ်ပေမဲ့လည်းဒီကံပွဲရောက်ပြီဆိုတော့ကိုကအကောင်ဆုံးစိတ်နှစ်ပြီးတော့လုပ်မယ်တခြားဟာတွေလောလောဆယ်အာယုံမထားဘူးเนาะဘေးရှိထားမယ်ဆိုတော့စိတ်မျိုးနဲ့တော့ပြန်တပါတယ်ခင်ဗျဟုတ်ကဲ့ဗျာเนาะအဲ့တော့ဒါအခုဆိုလို့ရှိရင်ဒါညီလေးအနေနဲ့ဆိုရှင်ဒါ winner လည်းဖြစ်သွားပြီမဖြစ်ခင်က final မှာရတာပြည်သက်စီဆိုလဲဒါအခိုင်အမာရှိရညို့အားပေးပြည်သက်ဆိုတာအခုဒီမှာအများကြီးဒါမြင်ခဲ့ရပါเนาะအဲ့လိုမျိုးအားပေးမှုတွေရတဲ့ဒီလူဝက်ချက်ကညီဘာများဖြစ်မလဲအဲ့လိုလူဝက်ချက်ဆိုတာရတော့ဗျာဟုတ်ကဲ့ကျွန်တော်ထင်ပါတော့ကျွန်တော်ဒါဆိုတော့လူ communication တော့အရင်ရေးကြည့်တာပေါ့နော်ကျွန်တော်ကိုယ်တိုင် communication အားနေတယ်ဒါပေမဲ့လည်းတဖြည်းဖြည်းနဲ့စပြိုင်တော့ကျွန်တော်တော်လေးအဲ့ဖက်မှာအားနေတယ်ဒါပေမဲ့ပြန်လာတယ်တခြားမှာcommunication ကောင်းမှလည်းဒါလူချီလူခင်ပေါ်နိုင်မယ်ပေါ့နော်ကိုအများကြီးပြုပြင်တယ်ဒီအဲ့ဒါတင်မကပါဘူးကျွန်တော်ရဲ့တစ်စိတ်တစ်ပိုင်းဘဝတတိတာဖြစ်ကျွန်တော်အကြောင်းလေးတွေဖြစ်ပြီးရင်interview တို့မှာတူနဲ့တူ interview မေးမြန်းနေရမှာဖြစ်ကျွန်တော်ကအတက်နိုင်ဆုံးကိုယ့်ရဲ့အရှိကိုအရှိတိုင်းအယုသားဆုံးဖြစ်နိုင်အောင်တော့ကျွန်တော်ကြိုးစားပါတယ်ခင်ဗျဟုတ်ကဲ့ပါနော်ငယ်အဲ့တော့ဒါ new ပေါ့နော်မောင်လေးလာမယ်ဆိုလို့မင်္ဂလာညနေခင်းမှာ page မှာမနေ့ကပေါ့နော်ပုံလေးနဲ့တင်လိုက်တော့ Facebook account ပိုင်ရှင်တော်တော်များများကလည်းမိကုန်းလေးကြီးလည်းမေးထားပါအဲ့ဒီ account ပိုင်ရှင်တယောက်ကမေးထားတာပေါ့နော်အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ဖို့တဲ့ကိုဘယ်လောက်ထိယုံကြည်မှုရှိပါသလဲတဲ့ဟုတ်ကဲ့ခင်ဗျပြောမယ်ဆိုတော့ဒီတစ်ခေါက်ဝင်လာရသွားတယ်ဆိုတော့လေဒါအောင်မြင်တဲ့point လေးတနေရာရောက်တာပေါ့နော်ဒါပေမဲ့လည်းအဆုံးထိအောင်မြင်လို့မဟုတ်သေးဒါခြေလှမ်းတက်လှမ်းမရှိသေးတယ်အဲ့တော့ digital လမ်းမှာကျွန်တော်ရှောက်ဖို့အတွက်ယုံကြည်မှုကိုဟာကိုဒီဝင်လာဖြစ်ဖို့တုန်းကတော့ကျွန်တော်ဖြစ်ကိုဖြစ်ရမယ်ဆိုယုံကြည်မှုတော့မရှိဘူးဒါပေမဲ့လည်းဒီယုံကြည်မှုကျွန်တော်မှာကိုယုံကြည်မှုတဲ့ confidence ရှိဖို့လိုတာပေါ့နော်အဲ့မှာကျွန်တော်ရဲ့ယုံကြည်မှုဖြစ်ကျွန်တော်ရဲ့လုံနိုင်တဲ့အစွမ်းစားကိုရိုက်ချိုးနေတဲ့အကြောင်းယွန်းတရားကိုကျွန်တော်အတတ်နိုင်ဆုံးဖယ်ရှားပါတယ်ပြိုင်ပွဲမပြိုင်ခင်ဖြစ်လေ့ကျင့်နေတဲ့အချိန်ဖြစ်ဥမာသချင်းကမကောင်းဘူးထားပါတော့ကျွန်တော်မကောင်းဘူးဆိုတဲ့စိတ်ကြီးပဲထားနေတော့ဘယ်တော့မှကောင်းလာမှာမဟုတ်ဘူးသချင်းမကောင်းဘူးဒါပေမဲ့ကောင်းအောင်လုပ်မယ်ပြီးရင်ကျွန်တော်အဲ့သချင်းမရသေးဘူးဒါပေမဲ့ရအောင်လုပ်မယ်ဆိုတော့ positive mind လေးတွေများထားပြီးတော့နော်ကိုအကြောက်တရားဖြစ်စေမဲ့အရာလေးတွေအဝေးကြီးရှောင်ပြီးတော့တခြားရှင်ပြိုင်လာခဲ့ပါတယ်ခင်ဗျဟုတ်ကဲ့ဗျာနော်အဲ့တော့ David Line ဆိုရှင်ဒါဟိုအစာတွေကပြိုင်လာဆိုကိုအနေနဲ့ final ထိပေါ့ဘယ်အဆင့်အခက်ခဲဆုံးအပတ်လို့နေနေနဲ့ထင်မြင်မိလဲကိုဟုတ်ကဲ့အခက်ခဲဆုံးအပတ်ဆိုရင်တော့ကျွန်တော်ပြောရမယ်ဆိုတော့
22 week ပေါ့နော်အဲ့ဒါမြန်မာတန် week လို့မြန်မာတန်ရဲဆိုရတယ်ပြောဆိုကျွန်တော်ငယ်ငယ်ကမြန်မာတန်တော့မဆိုဘူးဒါပေမဲ့ဒီအနီးတစ်ဝိုက်မှာလဲကျွန်တော်တို့မြန်မာတန်စင်တွေကအများနဲ့ကြားနေရတာပဲလေကိုအိမ်မှာမဖွင့်ဘူးဆိုရင်တော့ပတ်ဝန်းကျင်မှာအများနဲ့အလှမင်္ဂလာမန်တန်နဲ့ပြီးတော့မင်္ဂလာဆောင်နဲ့နော်အများနဲ့ရှိတော့ကျွန်တော်ဘက်ကတော့နားရှင်းပါတယ်ခင်ဗျတော်တော်လေးတော့ခက်ပါတယ်ဆိုရတာဟုတ်ကဲ့ပါဒါဆိုရင် David အနေနဲ့အားရဆုံး week ဆိုရင်ရောဘယ် week ဖြစ်မလဲဟုတ်ကဲ့ကျွန်တော်အနေနဲ့အားရဆုံး week ဆိုတာတော့တစ်ခုတည်းနေတော့မရှိဘူးမယ်နှစ်ခုသုံးခုရှိပါတယ်ဘာလို့လဲဆိုတော့အားရဆုံးလို့ပြောရအောင်ကျွန်တော်ဘက်ကနံပါတ်1အမှားနေရမယ်ပေါ့နော်နံပါတ်2ခန်းစားသက်ဝင်မှုကျွန်တော်ဘက်ကလည်းကောင်းရမယ်ပြီးပြည်သက်ရအားပေးမှုလည်းကောင်းရမယ်နံပါတ်3အနေနဲ့ကျွန်တော်ဆိုလိုက်တဲ့သရှင်ကိုဘယ်သူတွေကဘယ်လို comment မျိုးနဲ့positive ဘက်ကိုပို့ပေးလဲဆိုရဲဟာလေးကျွန်တော်ကြည့်ပြီးတော့အားရတယ်လို့ကျွန်တော်မြင်ပါတယ်အဲ့မှာအပြောင်း data ဆိုရပထမဆုံး week ပေါ့နော်ဟုတ်ကဲ့ပြီးရင်အတိတ်ကပြန်စားဆိုရဲ rock သရှင်လေးပြီးအမြဲတမ်းအတွက်မင်းဆိုရဲသရှင်လေးပေါ့နော်အဲ့သရှင်လေးရဆိုတော့ကျွန်တော်ဘက်ကခန်းစားချက်တဝင့်မှုဖြစ်ဖြစ်အမှားကင်းတဲ့သရှင်လေးတွေဖြစ်ဖြစ်ကျွန်တော်အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့ week လို့ကျွန်တော်မြင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကဲအဲ့တော့ပရိသတ်ကြီးရေနေတွေပေါ့နော် David Line စီကနေပြီးတော့ပြိုင်ပွဲဝင်အတွေ့အကြုံလေးနည်းနည်းစီကိုတော့မေးပြီးသားပါပြီခဏနေကြရင်လည်းသူကိုယ်တိုင်ဂီတာလေးတီးပြီးတော့သချင်းဆိုပြမှုကိုပရိသတ်တွေကနားဆင်ရမှာပါနော်လာပါရစံဂီတာကိုပိုင်ဆိုင်လို့ကျမအနေနဲ့ကဝင်းနာရွေးရမယ်ဆိုရင်ဘယ်ပြိုင်ပွဲဝင်ကိုဝင်းနာအဖြစ်များရွေးချင်လဲဟုတ်ကဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဂီတာလန်ဆိုတာလည်းပေါ့နော်အတန်ကောင်းရုံကိုကျွမ်းကျင်ရုံနဲ့မရဘူးဆိုတော့ကျွန်တော်တဖြည်းဖြည်းပို့တည်လာတယ်ပေါ့ဟုတ်ကဲ့ပရိသတ်ရဲ့လက်ခံမှုဘယ်လောက်ရှိလဲဆိုတော့ပို့ပြီးတော့ကျွန်တော်နားလဲလာတယ်အဲ့တော့တကယ်လို့ဒါကျွန်တော်ဒီပြိုင်ပွဲတစ်ချောင်းမှာကျွန်တော်မဟုတ်ဘဲနဲ့တရားရောက်ကိုများဝင်နာဖြစ်ဖို့ရွေးချယ်မယ်ဆိုရင်တော့ကျွန်တော်အနေနဲ့မတ်တီကိုရွေးချယ်ပါတယ်ဘာလို့လဲဆိုတော့သူ့ကြည့်မယ်ဆိုရင်တော့ simple life simply နေထိုင်တယ်အမှားဖြစ်တယ်ပြီးစူးစမ်းတယ်ယူသားတယ်ပြီးတော့ပရိသတ်ချစ်ခင်မှုဆိုရင်လည်းအများကြီးရသွားတယ်ပေါ့နော် final ကိုဆိုရင်ပိုတင်အများကြီးနဲ့သူတက်သွားတယ်အဲ့တော့သူတာလင်းဝင်းနာနဲ့လည်းတော်တော်လေးကိုထိုက်တန်ပါတယ်ပရိသတ်ချစ်ခင်မှုအဲ့လောက်ရမှတော့ဘာမှမလိုတော့ပါဘူးခင်ဗျဟုတ်ကဲ့ပါနော်ဒါတီဆိုကတော့သူကတော့ဒီ Amen ဆိုရတဲ့ပတ် season 2မှာဆိုတော့ second runner up ဆုရခဲ့တာပေါ့နော် first runner up ဆုကတော့ he say ရနေပြီးရရှိခဲ့ပါတယ်နော်ကဲအဲ့တော့ဒါမောင်လေးအနေနဲ့ပေါ့နော်နောက်လာမယ့်ဒီ Amen ဆိုရတဲ့ပတ် season 3ပေါ့နော်သူတို့ form တွေလည်းခေါ်နေပြီဒါပြန်ဝင်နေလည်းအများကြီးရှိဝင်နေပြိုင်နေပြီဆိုတော့ပေါ့နော်ပြန်ဝင်မှာရှင်ပြိုင်မဲ့သူတွေကိုရောဒါဘယ်လိုမျိုးအကြံဉာဏ်ပေးခြင်းလဲရှင်ဟုတ်ကဲ့ပြန်ပွဲအတွက်အခုလာမဲ့ကျွန်တော်တို့တငယ်ချင်းဖြစ်ဖြစ်လူငယ်ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ကတော့ဒီပြန်ပွဲတစ်ချောင်းမှာတွေ့ကြုံနေအများကြီးတော့ရခဲ့ပြီပြန်ပွဲလည်းတင်တန်းကြီးတစ်ခုတက်ရသလိုပဲကိုမတိတိုင်းလည်းတီးခဲ့တယ်မတက်တိုင်းလည်းတက်ခဲ့တယ်ပေါ့နော်အဲ့လိုပဲအခုကျွန်တော်ဖက်ကတော့sharing လေးလုပ်ချင်တာပေါ့နော်တကယ်လို့ဒါပြန်ပွဲဝင်မှာဆိုရင်တော့အတိုင်းကောင်းရင်တော့ကောင်းပါတယ်အဆိုပညာကျွမ်းကျင်လည်းကောင်းပါတယ်ဒါကိုဘက်ကတပန်းတာပဲပေါ့နော်ဒါမဲ့လည်းအရေးကြီးတဲ့အချက်ကိုတော့မမေ့ပါနဲ့လို့ဘာလဲဆိုရင်တော့ကျွန်တော်တို့တချင်းတိုင်းမှာကိုရဲ့စာသားလေးတွေတေးချာလေးအဆဆုံးဖတ်ပြီးပေါ့နော်ဒီတေးဆရာကဘယ်လိုခန်းစားချက်မျိုးနဲ့ရေးထားလဲကျွန်တော်ကဘယ်လိုခန်းစားချက်မျိုးနဲ့တည်ဆိုမလဲအဲ့ဒါမှလည်းပြည်သက်ရင်ထဲကိုရောက်ပါမယ်အဲ့လိုဘာလို့လဲဆိုတော့ကျွန်တော်လည်းအရှိပိုင်းတော့တချင်းဆိုတဲ့အခါမှာ technique နဲ့ကျွမ်းကျင်မှုပိုင်းအများကြီးသုံးသွားတယ်ပေါ့နော်အဲ့တော့မကောင်းမဟုတ်ပါဘူးကောင်းပါတယ်ဒါပေမဲ့လည်းပြည်သက်ရဲ့ရင်ထဲရောက်စေမယ့်တခြင်းမျိုးကိုပို့ပြီးတော့ကိုယ့်ဘက်ကရွေးချယ်တင်တယ်ပြည်သက်ကအရေးကြီးပါတယ်ခင်ဗျာဟုတ်ကဲ့ပါနော်တကယ်ကောင်းတဲ့ချက်တွေထောက်ပြသွားတာပါနော်ကဲတော့ညီလေးနော်ဒါအခုဆိုလို့ရှိရင်လည်းဝင်နေဖြစ်သွားပြီ season 2ရဲ့အဲ့တော့ရှေ့ဆက်လုံးမဲ့အမှုပညာလှူရှားမှုတွေအကြောင်းနည်းနည်းလေးကြိုပြောပြပြအောင်ပြည်သက်ဒီနေ့လှူရှားမှုတွေဘယ်တော့ပြန်မျိုးစမြင်ရမလဲဟုတ်ကဲ့လှူရှားမှုလို့ပြောရမယ်ဆိုရင်တော့အမှုပညာလမ်းကတော့ကျွန်တော်အတွက်မဆုံးနိုင်ပါဘူးဟုတ်ကဲ့ပြန်တိုက်ပွဲတစ်ခုကိုဆရာမြင့်မိုးရေးထားတဲ့ချင်းလို့ပဲတိုက်ပွဲတိုက်နေရတယ်လို့ပဲမဆုံးနိုင်တဲ့ကျွန်တော်ရဲ့ဘဝရဲ့လမ်းခီးတစ်ခုပါပဲအဲ့တော့ကျွန်တော်ဆက်လှူရှားမဲ့လုပ်ငန်းဆိုရင်တော့ကျွန်တော်ကအမှုပညာလမ်းပေါ်မှာရက်တက်မသွားဘဲနဲ့ကျွန်တော်ရဲ့အတွင်းထဲမှာရှိတဲ့အမှုပညာရဲ့အမြင့်လေးတွေပေါ့နော်တရားလေးတွေကိုကျွန်တော်တယောက်တည်းခန်းစားနေမှာပို့ပဲနဲ့ကျွန်တော်ခန်းစားချက်တွေကိုနားဆင်ပေးကြတဲ့ပရိသတ်ညီကောင်မတွေကိုကျွန်တော်ဖွင့်ပြခြင်းနဲ့အဲ့အတွက်အများကြီးလဲအားပေးမှုလိုပါတယ်ကျွန်တော်ရဲ့နှလုံးသားထဲမှာကအများကြီးဂီတနဲ့ပတ်သက်တဲ့ရင်တွင်းခန်းစားချက်တွေလည်းအများကြီးရှိပါတယ်အဲ့ဒါကိုပရိသတ်တွေကိုလည်း
အများကြီးသိစေချင်တယ်နားဆင်စေလိုပါတယ်ခင်ဗျာအဲ့တော့ဆက်လက်ပြပေးပါအောင်လားအဲ့တော့ David လိုင်းရဲ့နှလုံးသားတွေကအမြင့်လေးတွေကိုခန်းစားဖို့အတွက်เนาะ David လိုင်းရဲ့ပရိသတ်တွေကလည်းစောင့်မျှော်နေပါတယ်။မင်းဆိုတာလည်းယုံကြည်ပါတယ်เนาะဟုတ်ကဲ့ပါရှင်ဒီနေ့စီစဉ်လေးမှာဒါနေတို့မိမြတ်သမျှကိုလည်းဖြေချပေးရဲ့ live performance အနေနဲ့လည်းချင်းလေးတစ်ပုတ်ဆိုပြပေးရဲ့အတွက်လည်း David လိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးရမ်းတင်ပါတယ်ခင်ဗျာမနေနေ